မိသားစုထဲမှာစိတ်ဝမ်းကွဲနေရင်ဘယ်လိုချေခိုင်းမှမလဲရှေ့ကိုရှောက်ဖို့ခဲနေမယ်အမေကိုကူပါပြိုင်တူတို့တွန်းအားတွေနဲ့မေတ္တာရှိထားခက်ခဲများဖြတ်ကျော်မယ်ခက်ခဲများဖြတ်ကျော်မယ်မသေးကြတဲ့ဆိုးကောင်းမှနဲ့မှချိုးချောင်းများစွာရဲ့ချိန်ပြင်းရင်ခုန်ရင်ပြစ်တွေပဲမြင်မြင်တနေ့တနေ့ခက်ခဲတဲ့လောကကြီးစိန်ခေါ်နေတာတလောကလုံးတော်များတစ်ချက်ကလေးငင်းနာတစ်ချက်ကလေးချီပါအမေလည်းမောနေပြီဇရာလည်းထောင်းနေပြီနိုင်တော့တို့ကူညီဆိုလားသေးကြတဲ့ဆိုးကောင်းမှနဲ့မှအကျိုးကြောင့်များစွာရဲ့ချိန်ပြင်းရင်ခုန်ရင်ပြစ်တွေပဲမြင်မြင်တနေ့တနေ့ခက်ခဲတဲ့လောကကြီးစိန်ခေါ်နေတဲ့လောကလုံးတော်များတစ်ချက်ကလေးမြင်ညာတစ်ချက်ကလေးကြည့်ပါအမေလည်းမောနေပြီဇရာလည်းထောင်းနေပြီနိုင်တော့တို့ကူညီဆိုလားစာနာသူကိုချိုးတွေ့ရဲ့ဆက်ဖို့ကြံရွယ်လေပဲတို့ရဲ့မြတ်တာနဲ့ခွင်လွန်နိုင်ယူမယ်မလို့သူတွေကိုချိုးတွေ့ကြံဖက်ဖို့ကြံရွယ်လေပဲအမေရဲ့မြတ်တာနဲ့ခွင်လွန်နိုင်ယူမယ်မလို့တမသူကိုချိုးတွေ့ရဲ့ဆက်ဖို့ကြံရွယ်လေပဲတို့ရဲ့မြတ်တာနဲ့ခွင်လွန်နိုင်ယူမယ်စာနာသူကိုချိုးတွေ့ကြံဖက်ဖို့ကြံရွယ်လေပဲမေးရဲ့မြတ်တာနဲ့ခွင်လွန်နိုင်ယူမယ်လို့သူတွေကိုချိုးတွေ့ရဲ့ဆက်ဖို့ကြံရွယ်လေပဲတို့ရဲ့မြတ်တာနဲ့ခွင်လွန်နိုင်ယူမယ်စာနာသူကိုချိုးတွေ့ကြံဖက်ဖို့ရည်ရွယ်လေပဲတို့ရဲ့မြတ်တာနဲ့ခွင်လွန်နိုင်ယူမယ်